49 35 86 minus 27 yan sai 36 minus 17 58 49 yan sai ဘယ်နှမတယ်တော့ဟာအေး9 417 846 395 ပြန်ဆိုင် 652 minus 7 49 minus 63 494 minus 8 725 minus 81ပြန်ဆိုင် Okay guys ဆက်မပြပါမယ်ကဲကလေးနှစ်ယောက်လည်းရဘယ်နှမ9နေရတော့အရန်နှမျိုးဖို့ကောင်းတာနော်02 85 minus 36 72 94ပြန်ဆိုင်75 minus 16 49 32ပြန်ဆိုင် Okay guys ဆက်မပြမယ်ကဲအဲ့တယောက်တည်းရှိတာကဲကိုနေရာကိုသာလုံးလိုက်ပါတော့ဘယ်နှမတော့ဟာအေးဟာ8တရားတော့နှမျိုးစရာပေါ့နော်ကဲပြန်နေကြပြီ